ကြောက်ပုံမှန်ရောနေစားလို့လားဒီနေ့လည်းစားမှာဖြစ်ပါတယ်ဒီနေ့စားမှာအတန်ဝင်လေကြောင်းတာနဲ့ဒီမှာငရုတ်တိမို့98လုံးပဲလော်ပြီးတော့ထောင်းထက်တာထောင်းတာပေါ့ရိုးရိုးပဲဒါဆိုင်ကြောင်မို့နဲ့ဒီမှာနဲ့ထောင်းထက်တာလည်းနေမယ်ဒါလည်းဝတ်သားရေပြုတ်ထားတာပေါ့နော်ဝတ်သားရိုးပြုတ်ထားတာဆိုင်ကြောင်မို့ချင်းတက်တုံနီးတက်တုံပြူပြီးတော့ဒီမှာတရုတ်နေနေလို့ပြောရတယ်ထက်တာလေအခွာဒီအဲ့ဒါပြုတ်ထားတဲ့ရေနဲ့အသားပြုတ်ထားတဲ့ရေနဲ့ပြန်ပြုတ်ထားတာစားလို့မယ်နော်ဒါတော့ဒီနေ့ကငရုတ်တိထောင်းမဟုတ်ငရုတ်တိအမှုန့်နဲ့လည်းစေးထားပြီးတော့နော်လေကြောင်းနာနေစကားတိတ်မပြောသေးဘူးမပြောနဲ့လူဒီနေ့တော့စားပြီးလားပေါ့မနေ့ကြည့်ရတဲ့ဆိုရင်မနေ့စားပြီးလားပေါ့နေ့လည်းကြည့်ရတဲ့ဆိုရင်နေ့လည်းစားပြီးလားပေါ့ညကြည့်ရတဲ့ဆိုရင်ညစားပြီးလားပေါ့နော်ကျွန်တော်မနေ့ကကူစားနေပြပါလေနူးရပဲဝေးပြုတ်တာဒီမှာရအောင်ဒီနေ့တော့ညပိတ်မပါဘူးခါနေနေပြီးစားရမလို့ဟုတ်လားဒါမှမဟုတ်စားပြန်ရတော့မဟုတ်ပါဘူးเนาะကျွန်တော်စားတင်တယ်အဲ့လိုမျိုးဆက်ဆက်လေးနဲ့ပဲနေ့တိုင်းတော့မဟုတ်ပါเนาะအဲ့တော့ကျွန်တော်လေးတိုက်တဲ့သူဆိုတော့အဆက်လေးကအဆက်ကနည်းနည်းလေးမပိုင်တော့မစားဘူးသမင်းစားလိုက်ပေါ့เนาะဒီလိုဗီဒီယိုလေးရိုက်ကျွန်တော်အဆက်မပိုင်တော့တိတ်အဆက်မပြောစားရတာအီးရဆိုင်တော်မချင်းတက်တုံပြိုးတရုတ်နဲ့ငရုတ်ဒီစိတ်တောက်တက်ပြီးတော့ပြုတ်တယ်ပြုတ်ပြီးမှအတော့လာပဲပြန်တော့ထားကျွန်တော်လိုပဲစားတယ်ဒီမှာဝက်သားယူပြုတ်ထားတာဒီမှာဒါလည်းနူးနေပဲဒီလိုကလည်းတော့ပတ်ပွင့်နေရောအင်ဂျီတွေရောနော်မင်းကလေးယောက်ျားလေးအကုန်လုံးချုပ်ချင်တယ်ကလေးလူကြီးတားမမရွေးချုပ်ချင်တယ်လက်ဆောင်ပေးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်စက်တင်ဘာအားပေးလို့ရပါတယ်လို့ပြီးတော့ကျွန်တော်အများအားချစ်လို့ခင်လို့အားပေးကြတဲ့ကျေးဇူးရှင်အားလုံးလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ပေါ့နော်ဒီကနေ့ဒီညတော့ဆော့တီမရိုက်တော့ကျွန်တော်စကားပြောသိစင်မပြေလို့ဘယ်မှာနောက်ခါမှတွေ့မယ်